ဒီဘက်ရောက်နေတဲ့သူဆိုလို့ရှိရင်တော့ဒီဘက်ကိုကြည့်ပါကိုကဒီဘက်ရောက်နေပြီဆိုလို့ရှိရင်တော့ဒီဘက်မှာသွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ဒီ passport ကြီးတို့အမှတုံထူခါတို့စသဖြင့်ပေါ့နော်အဲ့လိုမျိုးတစ်နှစ်တစ်ခါကြီးတက်တန်းတိုးတာပဲဖြစ်ဖြစ်အဲ့လိုမျိုးတွေကကိုကကုန်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ပတ်စံကိုလက်ထဲမှာစုမိအောင်လုပ်ရမှာဖြစ်တယ်ကိုကစက်ရုံသမားလားစက်ရုံသမားဆိုလို့ရှိရင်ဥပမာတလားကို8000 1000ထွက်တယ်ထားပါတော့8000ထွက်တယ်ဆိုလို့ရှိရင်ကိုရဲ့စားစိတ်တွေနှုတ်လိုက်စားစိတ်တွေညီစိတ်တွေညီဖို့ရေဖို့တွေနှုတ်လိုက်ပြီးတယ်ဆိုလို့ရှိရင်1000ရတယ်ဆိုလို့ရှိရင်အများဆုံး4000ကုန်တယ်ထားကွယ်4000ကုန်တယ်ဆို6000ကျန်မယ်6000ကျန်မယ်ဆိုလို့ရှိရင်တော့2000လောက်ပဲအိမ်ပို့သိလား2000လောက်ပဲအိမ်ပို့ပြီးတော့ဒီ4000ကျတော့ကိုရင်းနှီးမြုပ်နှံမှုလုပ်ရင်းနှီးမြုပ်နှံမှုကမလုပ်တတ်သေးဘူးဆိုလို့ရှိရင်လောလောဆယ်စုထားပြီးတော့မှရွှေဥပမာငါးမူသားကနေစဝယ်လို့ရတယ်အခောက်ဆိုလို့ရှိရင်လေထိုင်းမှာဆိုလို့ရှိရင်တနေရာနဲ့တနေရာတော့မတူအဲ့လိုရွှေအခောက်ဝယ်လိုက်အခောက်ဝယ်တယ်ဆိုလို့ရှိရင်သူကကြတော့အယောအတွက်တွေဘာညာတွေပေးရတာတွေအရင်နေတယ်နော်အခါပြန်ရောင်းလို့ရှိရင်အခောက်စီးကတိုင်တက်တယ်လို့ကြိုင်တက်တယ်လို့ရတယ်ပေါ့နော်အဲ့တော့ကြောင့်မလို့ကိုဘာမှမလုပ်တော့ဘူးဆိုလို့ရှိရင်ရွှေအတုံးလေးဝယ်ထားလိုက်အတုံးလေးအခောက်လေးဝယ်ထားပြီးတော့မှအဲ့ဒါကတော့ဈေးလိုက်တက်တယ်ပေါ့နော်ဒီတိုင်းပတ်စံပဲထားရဲဆိုလို့ရှိရင်ရွှေဈေးကတက်သွားပြီးတော့ကိုပတ်စံလိုက်မမီဘူးဖြစ်တယ်အဲ့အတွက်ကြောင့်မလို့ပေါ့နော်ကိုကပတ်စံရတယ်ဆိုလို့ရှိရင်ပတ်စံစနစ်တကျသွားမှာဖြစ်တယ်အဲ့မှာ line ပေါ်မှာတွေ့နေတာလေအိမ်ကမိဘနှစ်ပါးကိုလှုပ်ကြွေးတယ်တဲ့အိမ်ကမိဘနှစ်ပါးကိုလှုပ်ကြွေးပြီးတော့မှအမှမိဘနှစ်ပါးထိုင်စားရုံမကအောင်နောက်ပြီးတော့သူ့ညီကိုမောင်နှမတွေကအိမ်အောင်တွေပြုတ်တယ်အိမ်အောင်တွေပြုတ်ပြီးတော့ကလေးတွေမွေးတယ်အဲ့ဒီမီးမြစ်စသဖြင့်အဲ့လိုမျိုးပေါ့နော်သူညီကိုမောင်နှမအရင်ပေါ့နော်အရင်ကနေစပြီးတော့အိမ်အောင်တွေပြုတ်ပြီးတော့အဲ့ဒီလူတွေလည်းလှုပ်ကြွေးအဲ့ဒီကလေးတွေလည်းလှုပ်ကြွေးသူ့တူသားနာမည်တွေလည်းလှုပ်ကြွေးအမှညီကောင်မများလေဒီကလေးတွေကခဏမွေးလေဒီမိသားစုကိုသူကိုယ်တိုင်တယောက်ပဲထမ်းပြီးတော့အယောက်20စာသူလှုပ်ကြွေးနေရတယ်တဲ့မိဘနှစ်ပါးလဲဆိုလို့ရှိရင်သူလှုပ်ကြွေးရမှာဘလောက်မှမကုန်ဘူးเนาะဒီခေတ်ဆိုလို့ရှိရင်မိဘနှစ်ပါးဆိုလို့ရှိရင်တောမှဆိုလို့ရှိရင်တော့10သိန်းလောက်ဆိုရတယ်ကွယ်တောမှဆို10သိန်းလောက်ရတယ်ရန်ကုန်ဆိုရင်တော့နည်းနည်းပိုများမှာပေါ့เนาะဒါစားစိတ်ကြီးပဲလေတောမှကြတော့ကိုမိကားရေကားတွေမလိုဘူးနောက်ပြီးတော့နေစိတ်တွေမလိုတဲ့အတွက်ကြောင့်မလို့စားစိတ်ရွယ်ဆို10သိန်းလောက်နဲ့လောက်တယ်အဲ့လိုမျိုးမဟုတ်ပဲနဲ့ကိုကကျုံရှာအကောင်လုံးပို့နော်ရှိသမျှရှိသူမစုကိုစားဖို့တော့ချစ်ဖို့ချစ်ပါစုပြီးတော့မှအိမ်ပို့တယ်ဆိုလို့ရှိရင်လုံးဝမဖြစ်တဲ့အောင်နော်ဘာကြောင့်လဲဆိုလို့ရှိရင်ကိုကပြန်လာလို့ရှိလို့ရှိရင်ကိုတော့ပတ်စံတပြားမှကြံမှာမဟုတ်ဘူးနော်အိမ်ကမိဘတွေကိုကိုနားလည်အောင်ပြောအိမ်ကမိဘတွေကဥပမာတစ်လောက်9သိန်းကုန်တယ်ဆို9သိန်းစကေးလေးနဲ့ပဲပို့နော်စကေးလေးနဲ့အဲ့လိုတဒစ်လေးပဲပို့အပုံလိုက်ပေးတယ်ဆိုလို့ရှိရင်တချို့မိဘတွေကလည်းလောင်ကစားသမားတစ်မျိုးတချို့ကြတော့လည်းငွေပေါ်လောရတယ်ဆိုပြီးတော့အဲ့လိုမျိုးကြပါတော့အသိဉာဏ်နေတဲ့သူတွေပေါ့အသိဉာဏ်နှိပ်တဲ့သူကြတော့မိဘတွေကတုံးဖြုံပြီးတော့အဲ့လိုဖဲရိုက်တာတွေအဲ့လိုတစားလည်းရှိတယ်လိမ်မာတဲ့မိဘတွေကရှိတယ်လိမ်မာတဲ့မိဘတိုင်းလည်းငွေပွားအောင်မလုပ်တတ်ဘူးเนาะအဲ့ဒီအတွက်ကြောင့်မလို့ငွေကိုဘက်ကိုပွားအောင်ပဲလုပ်ရမယ်သိလားဘာမှမလုပ်တတ်ရင်ရွှေအတုံးအခောက်တောင်ဝယ်ထားလိုက်เนาะလောက်တတ်တယ်ဆိုလို့ရှိရင်တော့ပတ်စံလေးတွေစုဆက်ပြီးတော့မှကိုကပေါ့နော်အိမ်ချမ်းမြေနဲ့ပတ်သက်ပြီးတော့အိမ်ချမ်းမြေရင်းနှီးမြုပ်နှံမှုစသဖြင့်အဲ့လိုမျိုးပေါ့နော်အဆင်ပြေတဲ့ဟာလေးကိုလေ့လာသင်ယူပြီးတော့အဲ့လိုလုပ်မဟုတ်လို့ရှိရင်လည်းကိုယ့်ဘက်ကိုပဲပေါ့နော်ဒီမှာနေရင်းနဲ့ဘာလုပ်လို့ရလဲပို့ပွားအောင်ဘာလုပ်လို့ရလဲကိုယ့်ကိုလေ့လာပြီးတော့အဲ့လိုမျိုးလုပ်လို့လည်းရတယ်ပြန်သွားလို့ရှိရင်ကိုကစုမိဆောင်မိသွားပြီကွယ်ဒီမှာကွာလောက်ပြီးလို့စုမိဆောင်မိပြီးအိမ်တော့မွေထားနေတော့ခြံပဲဝယ်ထားအဲ့လိုခြံမြေခွက်တွေဝယ်ထားမြေခွက်တွေဝယ်ပြီးတော့မှပြန်သွားမယ်ဆိုလို့ရှိရင်အဲ့လိုမျိုးကိုပြန်ရောင်းလိုက်လို့အဆင်ပြေတယ်လေပြန်ရောင်းလိုက်ပြီးတော့မှကိုတခုခုဆိုင်ဖွင့်တာတော့ဘာလုပ်ငန်းတခုခုလုပ်လို့ရတာပေါ့နော်မြေတွေဘာတွေဆိုလို့ရှိရင်အမြင်ကကြီးတက်တာဒါပေမဲ့မြေကတော့တိတ်ချာလေးဟိုကမနော်ကျွမ်းကျင်တဲ့သူတွေရှေ့နေနဲ့တိတ်ချာလေးလုပ်ပြီးတော့မှဝယ်သိလားပတ်စံတွေကိုလေးအိမ်ကိုအကုန်ရှောက်မပေးနဲ့နော်အကုန်ပေးရင်အကုန်သုံးအကုန်ပြောင်းသွားမယ်ပတ်စံတချို့ကလေမိဘတွေကလည်းအသိဉာဏ်နေတာပေါ့နော်အသိဉာဏ်နေတဲ့သူကြတော့ပတ်စံပေးလိုက်တော့ဆိုအိုးငါသားလေးကရှက်တော်တယ်ဖြစ်တယ်ဆိုပြီးတော့လေအလကားပတ်စံရတယ်ထင်တယ်ဘာလုပ်လိုက်တာပထမတစ်ခေါက်ကအဲ့ဒီကိုရီးယားအကိုကြီးကလေပထမတစ်ခေါက်သူပတ်စံပို့တာအများကြီးပေါ့နော်သူလှတိုင်းပို့တယ်ဒီလှစာအကုန်ပို့တယ်စားစိတ်လေးနည်းနည်းပဲယူထားပြီးတော့ပို့တယ်သူညီလေးနဲ့ညီမလေးလည်းရှိတယ်အဲ့လေးလည်းကြောင်းထားပေးတယ်အိမ်တလုံးဆောက်လာကွယ်အိမ်တလုံးကဆောက်လာတောမှနေတာအိမ်အဲ့လောက်ကြီးကြဲကြီးဆောက်တယ်မလို့ဆောက်လိုက်တော့300 300လောက်ကုန်သွား
အဲ့တော့မှသူဘာရမလဲသူ320အဲ့လောက်ပဲရတယ်အဲ့ခက်ကလေအဲ့ဒါကိုပတ်စံနေဆူပြီးတော့အိမ်ကြီးထောက်ပလာအိမ်ကြီးထောက်ပြီးတော့အမတော်မှကြတော့လေဟိုကလေအလူကြီးလောက်တာကွယ်ဟိုရှင်ပြုတ်လို့မျိုးအဲ့လိုအလူကြီးလို့ပြီးတော့ဆိုင်းနေပုံတွေငားပြီးတော့လေအလူကြီးပေးလိုက်ပြန်ရောအလူကြီးပေးလိုက်တော့တလမှအဲ့ဒီအကူက20လောက်ပဲရတယ်နော်ကိုရီးယားမှာလောက်တော့လား20လောက်ပဲရအဲ့အလူကြီးပေးလိုက်တော့အဲ့ဒီမှာ200ကုန်သွားတယ်200ဆိုတော့သူ10လစာကွယ်10လစာဆိုတော့သူများနိုင်ငံမှာအလုပ်လုပ်တာလွယ်တယ်မထင်နဲ့အပြောအဆိုးခံနဲ့အနေခံနဲ့ဟိုဘာသာစကားနားမလဲလဲအမှအပြောအဆိုးခံတချို့ဆိုလို့ရှင်လက်ပါချီပါတွေကရှိသေးတယ်နော်သူများနိုင်ငံမှာအလုပ်လုပ်ရတာနှူးတဲ့နေရာရှိတယ်ကျန်းတဲ့နေရာရှိတယ်ဆောက်လုပ်ရေးသမားဆိုလို့ရှင်တရက်ကို800ရတယ်တဲ့တရက်ကို800ရတယ်တဲ့800ရတာ800 1000ရတယ်တဲ့ဟိုးတိုက်တယ်အမြင့်မှာအဲ့ဒီတိုက်တယ်အမြင့်မှာလှုပ်ပြီးတော့မှအကျိုးတွေတန်းလန်းနေနေလေအဲ့လိုမျိုးလေးဟိုဘေးမှာပေါ့နော်ဟိုဗာလဲတိုက်လိုက်တုတ်တာတို့စသဖြင့်အဲ့လိုမျိုးအမြင့်ကြီးကြောက်စရာကောင်းတယ်ဟိုအသက်အန္တရာယ်လေတဲလေးမှာအလုပ်အသက်အန္တရာယ်လေအသက်အန္တရာယ်ကျိုးတန်းမှာရှောက်ပြီးတော့အဲ့လိုမျိုးအလုပ်လုပ်နေရတာဒါကြောင့်မလို့မိဘတွေကလည်းတိတက်နော်မိဘတွေလည်းပတ်စံတကယ်လို့သားသမီးတွေအများကြီးပို့တယ်ဆိုရင်လည်းမိဘတွေကတိတက်ပြီးတော့မှနော်ခြံနေဝယ်တင်ဝယ်မဝယ်တိုက်အောင်မှတိချာရင်းနှီးမြုပ်နှံမှုကျွမ်းကျင်တဲ့အဲ့လိုဆရာသမားတွေနဲ့တိုင်ပင်ပြီးတော့ခြံဝယ်တာဖြစ်ဖြစ်ရွှေဘာမှမလုပ်တိုင်းလည်းရွှေအခဲတာဝယ်ထားလိုက်နော်ရွှေတုံးအခါတာဝယ်ထားလိုက်အဲ့လိုမျိုးဆိုရင်အဆင်ပြေတယ်ဒီမျိုးဆိုလို့ရှိရင်မြန်မာပြည်ငွေဖောင်းပွားနှုန်းကလေတစ်နှစ်ကိုဆက်ရကနှုန်းမကတော့အခုခက်ကလေအရင်တုန်းကမူလေးတီလာတော့ဆိုလို့ရှိရင်2018လောက်တော့ရှိပဲထင်တယ်စရောက်တော့လေအဲ့တော့ဆိုလို့ရှိရင်ဘတ်1000မှာ4000မရအခုကဘတ်820ကိုတသိန်းရတယ်ဆိုတော့တွက်ကြည့်လိုက်တော်တော်ကွာတာနော်တော်တော်ကွာတာဖြစ်တဲ့အတွက်ကြောင့်ငွေဖောင်းပွားမှုကအရင်များတာဖြစ်တဲ့အတွက်ကြောင့်မို့တစ်နှစ်ကိုပတ်စံတသိန်းရှိတယ်ဆိုလို့ရှိရင်အငွေ့ပြန်ပြီးတော့မှလာမယ့်နှစ်ကြလို့ရှိရင်အဲ့ဒီအချိန်ပြန်ရောက်သွားလို့ရှိရင်ဒီတသိန်းရဲ့တန်ဖိုးက9000တောင်မရှိတော့နော်8000ဝန်းလောက်ပဲကျန်တယ်အဲ့လောက်ထိငွေရဲ့တန်ဖိုးကရော့ကျသွားတာဖြစ်တဲ့အတွက်ကြောင့်မလို့အသေးသေးချာချာလေးဂရုစိုက်ကြပါနော်ဟိုဒီဘက်မှာရှိတဲ့သူတွေကိုယ့်ဘက်ကိုပဲငွေကြေးကို management လုပ်စီမံခန့်ခွဲပါမိဘတွေတောင်းလုပ်ခိုင်းတယ်မိဘတွေကတကယ်ကျွမ်းကျင်တဲ့သူဆိုရင်တော့တစ်မျိုးမကျွမ်းကျင်တဲ့သူဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ပတ်စံပလုံးပြန်သွားလို့ရှိရင်လည်းဘာပြန်လုပ်စားမှာလဲလှုပ်စားမလားဒီဘာလှုပ်စားမလဲပေါ့နော်ကိုမအသက်ပညာလည်းမပါသွားဘူးဆိုဘယ်လိုပဲလုပ်နော်ပတ်စံတွေကလည်းပြအောင်ကိုကလည်းအသက်ကြီးပြီးဆိုမှသွားအဲ့လိုမျိုးတချို့ဆိုလို့ရှိရင်အိမ်ပတ်စံအကုန်ပို့တယ်ပို့မိဘတွေကမလိမ်ပါဘူးမိဘတွေကအဲ့လိုမျိုးမတုံဖြုံးတက်ဟိုအတုံးမဆွဲမတက်ဘူးနော်အတုံးဆွဲမတက်တဲ့ခါသားလည်းပြန်ရောပတ်စံလည်းကုန်သွားအဲ့ဒီအကိုကြီးဆိုလို့ရှိရင်အတုံးဖုံးမတက်ဘူးသူမိဘပတ်စံအကုန်ပေးတဲ့အကိုကြီးတောက်ဆိုလို့ရှိရင်သူကအရက်သမားဘွားနဲ့သူနှိကုံချုပ်သွားအသက်ကလည်းကြီးသွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဟိုနိုင်ငံသားမှဆိုလို့ရှိရင်အသက်ကြီးတော့အလုပ်မခန့်ချင်အဲ့လိုမျိုးနော်တိတ်ပြီးတော့အတုံးမဝင်တော့ဘူးနော်အဲ့အတွက်ကြောင့်မလို့အသက်ငယ်လေးတွေဖြက်လက်လက်တွတ်လက်လက်လေးတွေသူတို့အလုပ်လုပ်တာကြိုက်တာပေါ့နော်အဲ့အတွက်ကြောင့်မလို့အဲ့ဒီအကိုဥစားပေါ့နော်ဆိုတော့ကိုရီးယားအကိုတယောက်ဆိုလို့ရှိရင်သူပတ်စံလို့ဆိုတော့တေချာလေးစီမံတဲ့အိမ်ကိုသူအမေကိုတစ်လောက်9သိန်းဆို9သိန်းပေးတယ်ပို့တဲ့ပတ်စံတွေသူစုပြီးတော့ခြံနေဝယ်ခိုင်းတယ်အဲ့လိုမျိုးတေချာပေါ့နော်တက်ကျွမ်းတဲ့သူနဲ့အဲ့လိုမျိုးခြံနေကြည့်ပြီးဝယ်ခိုင်းတယ်ပြန်လာတော့ခြံနေ50ကိုအဲ့လိုမျိုးရသွားတယ်ဒီမှာလဲတော့သူပေါ့နော်တပိုင်းတနိုင်လေးသူလုံနိုင်တာလေးလုံပြီးတော့ပညာရအောင်သင်ယူသွားတယ်သင်ယူသွားပြီးတော့မှသူ့ရဲ့အတတ်ပညာလေးနဲ့ပြန်ပြီးတော့ဟိုဂိုးတစ်ခုပေါ့နော်ယူမတက်တစ်ခုချပြီးတော့မှဟိုမှာအလုပ်ပြန်လုပ်တယ်ပေါ့နော်သူကကြတော့ချမ်းသာတဲ့ချမ်းသာသွားတယ်ဒါကြောင့်မလို့ပေါ့နော်ငွေကြေးစီမံခန့်ခွဲမှုကလူတိုင်းတက်တင်တယ်နော်ဒါကြောင့်မလို့ကိုကဘတ်1000ရတယ်ဆိုလို့ရှိရင်အနည်းဆုံးမစုမိဆိုတာမှာ2000ကနှုန်း2000လောက်စုမိအောင်လုပ်ကြပါလို့အကြံပေးချင်ပါတယ်ရှင်ဘိုင်ဘိုင်